လူတယောက်ရဲ့လက်ဖွားပေါ်မှာတင်ထားလို့ရတဲ့အထိအကောင်သေးငယ်ပြီးချင်းသေးတစ်ကောင်လိုရဲရင်တဲ့ရွှေရောင်အမွေအမင်တွေနဲ့တတဝါလေးတစ်ကောင်ကနိုးဘူးတပူးစားလာပဲရှိတဲ့ဒီခန္ဓာကိုတေးသေးလေးနဲ့မိသားစုအတွက်ရုန်းကန်ရတဲ့ကြီးမားတဲ့တာဝန်တွေရှိနေတာပါဒီအကောင်တွေကကဘာပေါ်မှာအလားပါဆုံးနဲ့အရှားပါဆုံးတွေကတစ်ခုဖြစ်တဲ့ရွှေရောင်ချင်းသိမ်းမေနာရှိတဲ့မြောက်ကလေးတွေပဲဖြစ်ပါတယ်ဘရာဇီးနိုင်ငံရဲ့အတ္တလန်တိတ်မိုးတစ်တော်ကြီးထဲမှာနေထိုင်ကြပြီးသူတို့ရဲ့ရွှေရောင်တောက်ပနေတဲ့အမွေးတွေကတစ်တော်ထဲမှာထင်းခနဲမြင်နေရပေမဲ့တကယ်လက်တွေမှာတော့ဒီအလားတရားနောက်ွယ်မှာနေစဉ်နဲ့အမျှအန်ဒရီတွေကဝင်းရနေတာပါသူတို့ကတင်းငယ်လွန်းတာကြောင့်တစ်တော်တွေကအသားစားသတ္တဝါတိုင်းအတွက်တော့အရသာရှိရဲ့တားကောင်လေးတွေဖြစ်နေတာပါတယ်ဖခင်ဖြစ်သူကသူ့ရဲ့ရင်သွေးအမြူရလေးနှံကောင်ကိုကြောပေါ်မှာပိုးပြီးအစာရှာထနေရပါတယ်မိသားစုတစ်ခုလုံးဖိုင်ဝင်းဖို့အတွက်တစ်ခေါင်းထဲကအင်းဆက်တွေတဖန်းသီးတွေနဲ့ဖားငယ်လေးတွေကိုမနာတိုင်ရှာဖွေရပါတယ်တခါတလေအစာရှားပါလာတဲ့အခါမိသားစုကိုဘေးကင်းရစီခေါ်ထုတ်သွားဖို့နေမြေအတစ်တွေကိုဆွန့်စားပြီးသွားကြရပါတယ်အပင်မြင့်ကြီးဒီပေါ်မှာကူလူးသွားလာရင်ကြောက်စရာကောင်းတဲ့ကြားသစ်တွေရဲ့အကြီးအောက်ကနေဘလို့လွတ်တောင်ပေးကြမလဲဆိုတာကသူတို့အတွက်တော့နေစဉ်တိုက်ပွဲတစ်ခုပါငိုသေးထန်စွာရသွန်းတဲ့နေမျိုးမှာဆိုရင်တော့ဒီတတဝါလေးတွေကအေးတန်ကုန်အလူအလေးခံကြရပါရဲ့ဒါပေမဲ့သူတို့လက်မလျှော့ကြပါဘူးတခေါင်းချင်းချင်းလေးတွေမှာတကောင်ညက်တကောင်ဖတ်ထားရင်အနှွေးဓာတ်ယူကြပါတယ်ကြည်ရတာတနာစရာကောင်းလို့ထင်ရပေမဲ့သူတို့ရဲ့စီးလုံးမှုနဲ့ခန္ဓာရည်ကတော့တကယ်ကိုအံ့ဩဖို့ကောင်းလာပါတယ်ဒီရွှေရောင်မြောက်ကလေးတွေရှိကနေကျွန်တော်တို့သင်ယူရမှာကတော့ရှင်တန်ချင်းဆိုတာခန္ဓာကိုယ်အရွယ်အစားအပေါ်မှာမမှုတည်ဘူးဆိုတာပါကိုယ့်ထက်အစားပေါင်းများစွာကြီးမားတဲ့အခက်အခဲတွေရှိနေပါစေခိုင်မာတဲ့စိတ်ဓာတ်နဲ့တာဝန်တည်တတ်မှုရှိရင်ဘယ်လိုမုန်တိုင်းကိုမဆိုကြော်ဖြတ်နိုင်တယ်ဆိုတာသူတို့လေးတွေကတက်တည်ပြနေတာပါဒီလိုမျိုးတဘာဝတော်ရိုင်းတရိစံလေးတွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲဘေးကင်းပျော်ရွှင်ကြပါစေကျွန်တော်ကတော့တင်ဆက်သူစောချင်းပါခင်ဗျာ